လည်းမရင်းနဲ့ဘာလက်မလည်းမထိုးနဲ့ကဲရော့ယူ ဟုတ်ကျွန်တော်ရေးခဲ့မယ် အမေမရေးပါနဲ့လက်မှတ်ပါထိုး မလေးတော့ပါလက်မလည်းမထိုးပါနဲ့ကဲတော့ပါတော့ပြန်လေးတော့ပါတော့ဘာမှလည်းမထိုးပါနဲ့ဘာမှလည်းမရေးပါနဲ့သွားပါမြန်ကြွပါအမလာမီရှင်တင်းကြောင်ကအတင်စီခံလိုက်ရပြန်ပြီစာနီတို့ဟမ်你ဟိုဘက်ခြံထဲကိုဘာသွားလို့တာလဲအဲ့လက်ထဲကပတ်စံနေရဘာနေလဲအော်ဟိုဒေါ်ရှေလုံးပေးလိုက်တာ ဟမ်အဲ့ဒီမင်းကနင့်ကိုဘာကိစ္စပတ်စံပေးရတာတော့ ဟာမင်းမသိပါဘူးဒါအရေးကြီးလို့သွားလိုက်အောင်မယ် နေစမ်းဘယ်တော့မသွားနဲ့ငါမေးရအောင်အရင်ဖြေအဲ့ဒီခြံထဲနေဘာကိစ္စသွားပြီးတော့ပတ်သက်ရတာလဲဟမ်ဟာအိမ်လွေရှင်လေးမေးရဲ့အဲ့ကောင်မလေးဈေးသွားတော့ဈေးဘိုးမေးကြံခဲ့တယ်ဆိုပြီးတားကိုပြန်လာယူခိုင်းတယ်အဲ့ဒါတားပြန်လာယူတာဈေးနောက်ကျနေမယ်တားသွားတော့မယ်နော်ဟဲ့ဟုတ်တော့ဒီကောင်လေးနေတော့ခတ်ကြော်တာပဲအဲ့ဒီရှက်ပြမလဲဈေးသွားတာများပတ်စံမေ့ကြံခဲ့ရတယ်လို့ဘလို့မိန်းကလေးမျိုးစားလည်းမသိဘူးဖြစ်မှာပေါ့သူ့မအေးရတယ်လေဘလို့မအေးလက်စားရညာသားသမီးကိုတွန်းသိဆုံးမထားတော့လည်းမသိပါဘူးဟဲ့ဝတ်ပုံမခုနစကားကိုပြန်ပြောလိုက်စမ်းနေပါပြောရလေဟဲ့ကျမဘာကိစ္စပြန်ပြမှာလဲနင်နားပေးနေသလားနားမကြဘူးလားစွန့်အနားမကြများဖြစ်နေသလားဟမ်ကျမအေးစွန့်အနားမကြတာငါမဟုတ်ဘူးနေရတာစံကုန်ပြေလဲဝတ်ပုံမရဲ့အောင်လေကျမရဲ့ဟဲ့စံကုန်ညီလေးကငါတို့မဟုတ်ဘူးဟဲ့နင်တို့ဘယ်နဲ့တော့သမီးမိန်းကလေးမွေးထားပြီးတော့များဈေးသွားတာပတ်စံများမိကြံရတော့ဘာမှသုံးစားလို့မရတဲ့ဟာတွေပြီးတော့များတော့အာမနာရှာမလို့သူများသားပြိုလေးကိုများခိုင်းစားရတယ်လို့ဟမ်သုံးစားလို့မရတဲ့ဟာတွေဟဲ့ကျမရဲ့ဟဲ့ငါတို့ကနင့်သားကိုခိုင်းနေတာမဟုတ်ဘူးနင့်သားကနှာဘူးထပြီးလိုက်လောက်ပဲနေတာဟမ်အမျိုးကဘူးမျိုးနှာဘူးမျိုးမတတ်တဲ့ဟာတွေအောက်မလေးကျမရဲ့အဲ့ဩရပဲဟဲ့နာဘူးထတာငါရဲ့အဖေတွေသားတွေမဟုတ်ဘူးဟဲ့နော်နေ့ရဲ့သမီးနဲ့အမေကတော့ရောကနေထနေတာဟမ်မျိုးကလေရောကနေထနေတဲ့မျိုးတွေအမလီတော့နေ့သမီးကလေရောထနေလို့ဒါလေငါသားဘူးထတာဟဲ့ဘာဖြစ်လဲဟဲ့ငါတို့မျိုးကလှလို့ပလို့ရွာနိုင်လားထနိုင်လားနေလို့ရွာလို့ထလို့မရတဲ့ဝတ်ပုံမကြီးဖြစ်နေလို့နင်ငါတို့မနာလို့ဖြစ်နေတာမလားငါလေနေ့လို့ကောက်မမျိုးဘာမှမနာလို့ဖြစ်စရာအကြောင်းမရှိဘူးဒီမှာကြည့်စမ်းဝါလို့လှလို့ဆိုတာပဲရှိတယ်နော်ပူလို့လှလို့ဆိုတာလက်ဝဲမရှိဘူးမှတ်ထားဟဲ့ကျမရဲ့ဟဲ့သေးသွဲကမကစားမယ်လို့ရောက်နေတယ်အရေးမရဖမ်းမရတော့ရန်ဖြစ်နေဟုတ်လားဒါကဲနေမလာဘူးလားနေမလာငါထိုင်ပေးလိုက်မှာနော်ဟဲ့မင်းရွှေလုံးဒီမှာစားမလို့ရောက်နေတယ်ညီမရောက်တော့ဘူးလားအေးလာပြီမေရဲ့လာပြီဟဲ့ဝတ်ပုံမနင်နဲ့ငါနဲ့နောက်နေ့မှဆက်ရံဖြစ်မယ်အေးကျမစိတ်ချငါလေဒီကိစ္စ